အားလုံးကငါ့ကိုအားနည်းတဲ့သူဖိနှိပ်လို့ရတဲ့သူလို့ထင်ခဲ့ကြတယ်ဒါပေမဲ့သူတို့မသိတာကငါပြန်လဲမွေးဖွားလာတဲ့အခါအားလုံးကိုပြောင်းလဲပစ်ဖို့ကြံစီထားပြီးသားဆိုတာပဲငါမှာအရင်ဘဝကမှတ်ဉာဏ်တွေအကုန်ရှိတယ်ဘသူတည်မဲ့ဘသူရှင်မဲ့ဘဲအချိန်မှာကဘာပြတ်မဲ့ဆိုတာအကုန်သိတယ်ဒါကြောင့်ပထမဆုံးလုပ်ရမယ့်အရာကလှပတဲ့ကျောင်းသူလေးတယောက်ရဲ့တင်ချိုင်းကိုတူးဖို့ပဲသူ့နာမည်ကလူလူရန်သူဟာကျောင်းမှာအနိုင်ကျင့်ခံရပြီးအနီးရောက်မင်္ဂလာဝတ်စုံနဲ့ကိုတက်တည်သွားတဲ့သူဒါပေမဲ့ဒီကောင်မလေးဟာတာမန်အလှမဟုတ်ဘူး3နာရီအတွင်းထူးဆန်းတဲ့စွမ်းအားတစ်ခုကဘာပေါ်တက်ရောက်တော့မယ်အဲ့ဒီအချိန်မှာတည်ဆုံးသွားတဲ့ဝိညာဉ်တွေအားလုံးနိုးထလာပြီးနတ်ဆိုးတွေဖြစ်ပြောင်းလဲသွားလိမ့်မယ်လူလူရန်ဟာသူ့ကိုအနိုင်ကျင့်တဲ့သူတွေပေါ်အညိုးတွေနဲ့တည်ဆုံးသွားတဲ့အတွက်သူဟာပထမဆုံးဇွန်ဘီပထမဆုံးဘရင်မအဖြစ်ပြောင်းလဲသွားလိမ့်မယ်ငကားပြည်တစ်ခုလုံးမှာအကြောက်ဆုံးတတဝဖြစ်လာမဲ့သူဒါပေမဲ့ငါသိတာကသူ့ရဲ့ပထမဆုံးအနမ်းကိုရယူနိုင်ရင်အဲ့ဒီကြောက်စရာကောင်းတဲ့စွမ်းအားကိုငါရနိုင်မယ်ဆိုတာပဲအခုချိန်မှာလူလူရန်ဟာခုခံနိုင်စွမ်းမရှိတဲ့အလောင်းတစ်ခုပဲသူ့ကိုငါဘာလုပ်ရတယ်ဒါပေမဲ့တေချာအောင်3ရက်3ညလုံးသူ့ကိုနမ်းဖို့ဆုံးဖြတ်လိုက်တယ်ငါစိတ်လှုပ်ရှားစွာနဲ့တင်းချိုင်းကောင်းကိုဖွင့်လိုက်တယ်လူလူရန်ကအနီရောင်မန်းတွေနဲ့ဝတ်စုံကိုဝတ်ထားတယ်သူ့ခန္ဓာကိုယ်မှာဆွေးမြည်တဲ့လက္ခဏာလုံးဝမရှိဘူးမျက်လုံးတွေကပိတ်ထားတဲ့အနီရောင်ဝတ်စုံရဲ့စွမ်းအားကသူ့ကိုထိမ့်သိမ်းထားပုံရတယ်ငါဘာမှမပြောတော့ပဲတင်းချိုင်းထဲကိုတိုက်ရိုက်ဝင်လိုက်တဲ့အဖုံးကိုပြန်ပိတ်လိုက်တော့အားလုံးကအမှောင်ထူးကြီးဖြစ်သွားတယ်ဒါပေမဲ့ငါမကြောက်ဘူးစိတ်လှုပ်ရှားနေတဲ့လူလူရန်ဟာရှင်နေစဉ်ကကြောင်းမှာအလှဆုံးမိန်းကလေးဖြစ်တတ်မှတ်ခံရတဲ့သူဒီလိုမိန်းကလေးနဲ့ဒီလောက်နီးနီးကပ်တခါမှမရှိဘူးဒီတော့အလုဆက်လုပ်တော့မယ်ငါသူ့ကိုဖတ်လိုက်တယ်စိတ်လှုပ်ရှားစွာနဲ့သူ့နှုတ်ခမ်းကိုနမ်းလိုက်တယ်နှုတ်ခမ်းတွေကရေခဲလိုအေးဆက်နေပေမဲ့မာကျုံမှုမရှိဘူးပျော့ပြောင်းပြီးစတော်ဘယ်ရီရဲ့နက်လေးထွက်နေတယ်အဲ့ဒီခိုက်မှာငါဟာဒီရှားပါတဲ့ချိုးများမှုထဲမှာလုံးဝနစ်မြုပ်သွားတယ်ဘလောက်ကြာသွားလဲမသိဘူးရုတ်တရက်လူလူရန်ရဲ့ခန္ဓာကိုယ်ကတဆက်ဆက်တုံလာတယ်ငါမျက်မှောင်ကျုပ်လိုက်တယ်သူကစောပြီးနိုးထလာတာလားအရင်ဘဝကမှတ်ဉဏ်အရာဒီအချိန်မှာသူနိုးထတင်သေးဘူးထူးဆန်းတဲ့စွမ်းအားကသူ့ခန္ဓာကိုယ်ကိုတက်ရောက်နေပေမဲ့တကယ်ဇွန်ဘီဖြစ်ဖို့အချိန်နှဲငယ်လိုသေးတယ်ပြီးတော့သူတကယ်ဇွန်ဘီဖြစ်လာတဲ့အချိန်မှာငါလည်းကြီးမားတဲ့စွမ်းအားကိုရရှိလိမ့်မယ်ဒါပေမဲ့ငါတွေးနေတော့မှပဲဆူရှားတဲ့နာကျင်မှုတစ်ခုခံစားလိုက်ရတယ်လူလူရန်ကငါနှက်ခမ်းကိုကိုက်လိုက်တာဒါပေမဲ့ငါမကြောက်ဘူးသူ့နှက်ခမ်းကိုပြန်ကိုက်လိုက်တယ်လူလူရန်ကညှိတန်တစ်ခုထုတ်လိုက်တယ်ငါ့ကိုအပြစ်တင်နေတယ်လို့မျိုးအဲ့ဒီအချိန်မှာပဲတင်းချိုင်းကုန်းရဲ့တစ်ဖက်မှာလူ2ယောက်ရှောက်လာနေတယ်ယောက်ျားတစ်ယောက်ကအဝါရောင်တင်ကန်းဝတ်ထားတဲ့ဖုန်ကြီးသူ့ဘေးမှာကအသက်20မပြည့်သေးတဲ့မိန်းကလေးတစ်ယောက်အဖြူရောင်ဝတ်စုံဝတ်ထားပြီးအလွန်ဖြူစင်ပုံရတယ်သူမနာမည်ကကုချင်းယွန်လူလူရန်နဲ့တက္ကသိုလ်တူတဲ့သူလူလူရန်ကိုအနိုင်ကျင့်ဖို့လူတွေစုပြီးလှုပ်ခဲ့တဲ့သူဒါပေမဲ့လူလူရန်ကအနီရောင်မင်္ဂလာဝတ်စုံနဲ့ကိုတက်တည်ပြီးတင်းချိုင်းကုန်းမှာမြုပ်ခိုင်းလိုက်မယ်လို့ကုချင်းယွန်အိမ်မက်တောင်မမတ်ခဲ့ဘူးတည်ပြီးရင်အညဒိုးတစီဖြစ်လာပြီးလက်စားချေဖို့အတွက်ပါအခုတော့ကုချင်းယုံကတကယ်ကြောက်နေပြီးဒါကြောင့်ဒီဖုန်းကြီးကိုအကူအညီတောင်းဖို့ခေါ်လာတာဒါပေမဲ့သူတို့2ယောက်လူလူရန်ရဲ့တင်းချိုင်းရှိရောက်တော့အားလုံးကအံ့အားသင့်သွားတယ်တင်းချိုင်းတစ်ခုလုံးတူးဖော်ခံထားရတယ်မြေတွေဖျို့ဖျဲဖြစ်နေပြီးအတွင်းကအနီရောင်ကောင်းတလားကထင်ထင်ရှားရှားမြင်နေရတဲ့လူလူရန်ပြန်ရှင်လာတာလားကုချင်းယုံကထိတ်လန့်တကြားနဲ့ဖုန်းကြီးကိုကြည့်တယ်ဖုန်းကြီးလည်းချွေးစေးတွေပြန်လာတယ်သူကဖုန်းကြီးဆိုပေမဲ့လမ်းခုလက်မှာဘာသာပြောင်းလာတဲ့သူဘာတခိုးမှမရှိဘူးဒီတစ်ခေါက်ကငွေနဲ့အခွင့်အရေးအတွက်လာတာပါဒါပေမဲ့ထွက်ပြေးဖို့ကြံနေတော့မှပဲကောင်းကင်ကြီးကရုတ်တရက်ပြောင်းလဲသွားတယ်လက်မင်းကသွေးနီအောင်ဖြစ်သွားပြီးတကဘာလုံးငရဲပြည်လိုဖြစ်သွားတယ်အနက်ရောင်မိုးတွေရွာချလာတယ်ထူးဆန်းတဲ့စွမ်းအားကပောက်ကွဲထွက်လာတယ်တေဆုံးသွားတဲ့ဝိညာဉ်တွေအားလုံးနိုးထလာပြီးကြောက်စရာအကောင်းဆုံးနတ်ဆိုးတွေဖြစ်ပြောင်းလဲသွားတယ်ဖုန်ကြီးကဒါကိုမြင်တော့ကုချင်းယုံကိုလုံးဝဂယုမဆိုင်တော့ပဲထွက်ပြေးသွားတယ်အဲ့ဒီအချိန်မှာတင်းချိုင်းကောင်းထဲမှာလည်းတခုခုဖြစ်နေတယ်လူလူရန်ရဲ့ခန္ဓာကိုယ်ကထူးဆန်းတဲ့စွမ်းအားတွေစက်တိုက်ထုတ်လွှတ်နေတယ်သူပြန်ရှင်လာပြီးဒါပေမဲ့ငါဆက်ပြီးနန်းနေတော့မဲ့ဒီတခါတော့တခုခုမားနေပြီဆိုတာခံစားမိတယ်လူလူရန်ရဲ့ခန္ဓာကိုယ်ကမယုံနိုင်တော့အောင်ပူလောင်လာတယ်သူ့ရဲ့ကြားသွားလေးတွေကပိုရှည်လာတယ်တစ်ချိန်တည်းမှာပဲဒီထူးဆန်းတဲ့အသွင်ပြောင်းလဲမှုကငါခန္ဓာကိုယ်မှာလည်းဖြစ်ပေါ်လာတယ်ကြောက်စရာကောင်းတဲ့စွမ်းအားတစ်ခုကငါစီကိုရုတ်တရက်စီးဝင်လာတယ်အယိုးထဲအထိထိုးဖောက်တဲ့နာကျင်မှုနဲ့အတူရက်ဆက်တဲ့စွမ်းအားကငါခန္ဓာကိုယ်ထဲကပောက်ကွဲထွက်လာတဲ့မတည်နိုင်တဲ့ခန္ဓာကိုယ်ဒါဟာဇွန်ဘီဖြစ်လာဖို့ပထမဆုံးခြေလှမ်းပဲဒါပေမဲ့ချက်ချင်းဆိုသလိုငါရဲ့တတိကတဖြည်းဖြည်းမိမ့်လာတဲ့3ရက်3ညလုံးအိတ်မပျော်သလိုမျိုးမကောင်းဆိုးဝါးစွမ်းအားကငါအတွေးတွေထဲကိုထိုးဖောက်ဝင်ရောက်လာတဲ့ဒါကိုမခံနိုင်ရင်ငါတကယ်ဇွန်ဘီဖြစ်သွားလိမ့်မယ်ငါဒီထူးဆန်းတဲ့စွမ်းအားကိုအစွမ်းကုန်တွန်းလှန်တဲ့အချိန်တွေကြာလာတာနဲ့အမျှငါခန္ဓာကိုယ်ကပိုပြီးပြောင်းလဲလာတဲ့မျက်စံတွေကသွေးနီအောင်ဖြစ်လာတဲ့အနက်ရောင်စပင်တွေကငွေရောင်ပြောင်းသွားတဲ့မှတ်ဉဏ်တွေထဲမှာပြင်းထန်တဲ့တက်ဖြတ်လိုစိတ်တွေရောထွေးလာတဲ့ကြောနောက်မှာအနက်ရောင်တောင်တစုံတောင်ပေါက်ထွက်လာတဲ့
ထာဝရကြာသွားသလိုခံစားရတဲ့စမ်းသပ်မှုတစ်ခုပြီးနောက်ငါနောက်ဆုံးမှာအသက်ရှင်ကျန်ရစ်ခဲ့တယ်ပြီးတော့ဘုရင်ရဲ့စွမ်းအားကိုလည်းရရှိလိုက်တယ်လူလူရန်ကဘုရင်မဖြစ်လာပြီးငါကဗိုလ်ချုပ်ဖြစ်လာတယ်ဗိုလ်ချုပ်ဆိုတာဇွန်ဘီလေးပါးတဲ့ကတပားဖြစ်ပြီးအပြင်းထန်ဆုံးဘုရင်ပဲငါခန္ဓာကိုယ်ထဲကစွမ်းအားကိုခံစားရင်းငါနှလုံးသားကစိတ်လှုပ်ရှားမှုတွေနဲ့ပြည့်နှက်နေတဲ့ကြီးမားတဲ့စွမ်းအားနဲ့လူသားတွေရဲ့ဉာဏ်ပညာဒီကဘာမှာငါကိုဘယ်သူတားဆီးနိုင်မလဲပြီးတော့ငါတင်းချိုင်းကောင်းကိုကန်ဖွင့်ပြီးအပြင်ကိုထွက်လာတယ်လူလူရန်လည်းငါနဲ့အတူထွက်လာတယ်သူ့မျက်လုံးတွေကငါကိုကြည့်ပြီးပြင်းထန်တဲ့တက်ဖြတ်လိုစိတ်တွေထွက်ပေါ်နေတယ်ငါမျက်မှောင်ကျုပ်လိုက်တယ်အရင်ဘဝကလူလူရန်ဟာဘယင်မဖြစ်လာပြီးနောက်လူသားမဟုတ်တော့ဘူးအမုန်းတရားပဲကြံတယ်သူနိုးထပြီးတာနဲ့တက္ကသိုလ်ကိုသွားပြီးသူကိုအနိုင်ကျင့်ခဲ့တဲ့သူအလုံးကိုတတ်ပစ်လိုက်မယ်ဒါပေမဲ့အခုသူ့အကြည့်တွေကငါ့ကိုပါတက်ချင်နေပုံရတယ်ငါသူ့ကိုနာရီပေါင်းများစွာအတင်းနှမ်းခဲ့တာကြောင့်ငါ့ကိုလက်စားချေချင်တာလားငါတွေးနေတော့မှပဲပတ်ဝန်းကျင်အပူချိန်ကရုတ်တရက်မြင့်တက်လာတယ်မြေပြင်ကချော်ရည်ဖြစ်တဖြည်းဖြည်းပြောင်းလဲလာတယ်ဒါကဟန်ဘာရဲ့စွမ်းအားငါချက်ချင်းလှုပ်ရှားလိုက်တယ်လူလူရန်ရှိကိုတစ်ချက်တည်းရောက်သွားပြီးသူ့လက်ပင်ကိုလက်တစ်ဖက်နဲ့ဆွဲဖက်လိုက်တယ်ငါရဲ့ဖိအားအောက်မှာလူလူရန်ကခုခံနိုင်စွမ်းအားလုံးဆုံးရှုံးသွားတယ်သူရဲ့အရင်ကမာနာကြီးမှုတွေလုံးဝပျောက်ကွယ်သွားတယ်တိုးကလေးလိုငြိမ်သက်သွားပေမဲ့သူ့မျက်လုံးတွေကငါ့ကိုကြည့်ရင်တာလုံမှုသဘောတစ်ခုရှိနေသေးတယ်ငါပြောတာကိုမင်းနားလေလားလို့ငါညင်ညင်တတမေးတော့လူလူရန်ကဘာမှမပြန်ဘူးသူ့မျက်လုံးတွေထဲမှာရှုပ်ထွေးမှုတွေတောက်ပနေတယ်သူ့မှာငါလိုသတိမရှိဘူးဆိုတာသိလိုက်တယ်ဒါဆိုရင်ငါရဲ့စွမ်းအားအသစ်ကိုစမ်းကြည့်မယ်နောက်တစ်ခဏမှာငါလူလူရန်ရဲ့လေပင်ကိုတိုက်ရိုက်ကိုက်လိုက်တယ်လူလူရန်ရဲ့ခန္ဓာကိုယ်ကတွတ်ဆုပ်သွားပေမဲ့ငါရဲ့ဖိအားကိုရင်ဆိုင်ရတဲ့အခါသူ့မှာခုခံနိုင်စွမ်းလုံးဝမရှိဘူးငါဇွန်ဘီအဖြစ်ပြောင်းလဲသွားပြီးနောက်ဘယင်ရဲ့ဖိအားစွမ်းရည်ကိုရရှိလာတဲ့အရာအလုံးကိုဖိနှိပ်နိုင်တဲ့အကျိုးသက်ရောက်မှုရှိပြီးတက်ရှိတွေကိုဇွန်ဘီအဖြစ်ကူးစက်နိုင်တဲ့တခင်ကျွန်းအမတ်သားလဲခြံထားနိုင်တဲ့အခုလူလူရန်ကိုဒီစွမ်းရည်ကိုတုံးလိုက်တာလူလူရန်ကသူ့ဘာသာဇွန်ဘီဖြစ်ပြီးသူ့စွမ်းအားကငါနဲ့ညီမျှတယ်သူ့ကိုအမတ်သားခြံထားနိုင်မလားမသိဘူးဒါပေမဲ့အားလုံးလုပ်ပြီးတဲ့အခါလူလူရန်ကငါကိုမော့ကြည့်တယ်ငါတို့ရဲ့အကြည့်တွေစုံမိတဲ့အခါရုတ်တရက်သူနဲ့ငါကြားမှာဆက်သွယ်မှုတစ်ခုခံစားလိုက်ရတယ်အောင်မြင်ပြီးငါချက်ချင်းပျော်သွားတယ်ဒီဆက်သွယ်မှုနဲ့ဆိုရင်လူလူရန်ကိုဘာလို့ခိုင်းလို့သူငင်းဆန်လိမ့်မယ်မဟုတ်ဘူးအဲ့ဒီအချိန်မှာငါတင်းချိုင်းထဲမှာရှိတုန်းကအပြင်ကလူနှစ်ယောက်ရဲ့စကားတန်ကိုသတိရသွားတယ်မင်းအတွက်အရင်ဆုံးလက်စားချေပေးမယ်လို့ငါပြောလိုက်တယ်ချက်ချင်းဆိုသလိုငါတောင်ပန်တွေကိုခတ်ပြီးထွက်ပြေးနေတဲ့လူနှစ်ယောက်စီကိုအရှိန်ပြင်းစွာထိုးဆင်းသွားတယ်လူလူရန်ကလည်းပျော်ရွှင်စွာခုန်ဆွလို့ရင်းနောက်ကလိုက်လာတယ်ဒီအချိန်မှာ10မိနစ်ကျော်လောက်ပြေးလာတဲ့ဖုန်ကြီးကဆက်မပြေးနိုင်တော့ဘူးသူအကြီးကျယ်မောနေပြီးနောက်ကိုတစ်ချက်လဲကြည့်နေတယ်ကုချင်းယွန်လည်းအဲ့ဒီကိုရောက်လာတယ်သူမကဖုန်ကြီးကိုအပြစ်တင်တဲ့အကြည့်နဲ့ကြည့်တယ်ဒါပေမဲ့ရုတ်တရက်ကုချင်းယွန်ကဖုန်ကြီးနောက်မှာကြောက်စရာကောင်းတဲ့မြင်ကွင်းတစ်ခုကိုတွေ့လိုက်ရတယ်အလောင်းတစ်ခုကမြေကြီးထဲကနေတဖြည်းဖြည်းတွားထွက်လာတယ်ကုချင်းယွန်ကထိတ်လန့်ပြီးထွက်ပြေးဖို့ကြိုးစားပေမဲ့သူ့ခြေထောက်တွေကရုတ်တရက်ပြော့ခွေသွားတဲ့မြေပြင်ပေါ်ကိုလဲကျသွားတဲ့ဖုန်ကြကြီးကကုချင်းယွန်ရဲ့အကြည့်အတိုင်းလှည့်ကြည့်လိုက်တော့သူ့မျက်လုံးတွေကချက်ချင်းပြင်းထန်တဲ့ကြောက်ရွံ့မှုကိုဖော်ပြနေတယ်သူ့ရှိမှကြမ်းကြုတ်တဲ့နတ်ဆိုးတစ်ကောင်ဒါပေမဲ့ဒါကအစပဲရှိသေးတယ်သူ့ပတ်ဝန်းကျင်တစ်ခုလုံးနတ်ဆိုးတွေဝိုင်းနေတယ်ဒါဇင်နဲ့ချီတဲ့နတ်ဆိုးတွေသူတို့ကအခြေခံအစစ်မဲ့ရှိသေးတယ်ဉာဏ်ရည်မရှိဘူးတက်ဖြတ်လို့စိတ်ပဲရှိတယ်ဖုန်ကြီးကသူ့ရဲ့တစ်သားသားကိုဆွဲပြီးနတ်ဆိုးတစ်ကောင်ကိုအစွမ်းကုန်ထိုးလိုက်တယ်ဒါပေမဲ့အံ့ဩစရာအကောင်းဆုံးကတစ်သားသားကနတ်ဆိုးကိုဘာမှမထိခိုက်စေဘူးတီးခဲ့ရင်ဒီတစ်သားကိုဒီလောက်ကြီးပတ်စံအကုန်ခံဝဲမှာမဟုတ်ဘူးလို့ဖုန်ကြီးကနောက်တရအန်းနဲ့ပြောလိုက်တယ်ဒါပေမဲ့အခုတော့အားလုံးနောက်ကျသွားပြီးနတ်ဆိုးတွေကဒီရေလိုင်းလိုဖုန်ကြီးစီကိုတိုးဝင်လာကြတယ်ဖုန်ကြီးကအတန်တောင်မထွက်လိုက်ရပဲဒီကဘာကနေလုံးဝပျောက်ကွယ်သွားတယ်ကုချင်းယုံကဒါကိုကြည့်ပြီးသူ့ရဲ့စိတ်ခံစားမှုတွေလုံးဝပြိုလဲသွားတယ်မျက်ရည်တွေလွတ်လပ်စွာစီးကျလာတယ်သူမသေးခြင်းဘူးဒါပေမဲ့သူမထင်ထားတဲ့သေခြင်းတရားကမရောက်လာဘူးကုချင်းယုံကရှုပ်ထွေးစွာနဲ့မျက်လုံးဖွင့်ကြည့်လိုက်တော့သူ့ရှိမှကြီးမားတဲ့ရုပ်သွင်းတစ်ခုပေါ်လာတာကိုတွေ့လိုက်ရတယ်။အဲ့ဒီလူကငါပဲနောက်တစ်ခဏမှာငါလက်ဖွားတွေကသွေးနီရောင်လင်းနှန်းတစ်ခုထွက်ပေါ်လာတယ်။ရှေ့ကနက်ဆိုးအားလုံးကစကူအိုးတွေလိုပဲအနှဲငယ်အားဆိုင်လိုက်ရုံနဲ့ဒီနက်ဆိုးတွေကိုလုံးဝဆုပ်ဖြဲပစ်နိုင်တယ်။မျက်စိတမိတ်အတွင်းမှာနက်ဆိုးအားလုံးကိုငါဖယ်ရှားပစ်လိုက်တယ်။ကုချင်းယုံကကဲတင်ခံရတဲ့အတွက်ဝမ်းသာသွားတယ်။သူမကငါ့ကိုကျေးဇူးတင်စကားဆိုတယ်။ဒါပေမဲ့ငါကအေးဆက်စွာနဲ့မင်းငါ့ကိုကျေးဇူးတင်ဆရာမလိုဘူးမင်းကိုစောစောမသေးစေချင်တာပဲလို့ပြောလိုက်တယ်ကုချင်းယုံကရှုပ်ထွေးသွားတယ်ပြီးတော့သူမကငါ့ကိုကာကွယ်ပေးဖို့တောင်းဆိုတယ်အနာကပ်ပြီးသူ့ရဲ့နူးညံ့တဲ့ခန္ဓာကိုယ်နဲ့ငါ့ကိုပုတ်တက်တယ်ဒါပေမဲ့ငါကတာမန်လူမဟုတ်ဘူးငါမင်းကိုမကာကွယ်နိုင်ဘူး
ဒါပေမဲ့မင်းတီးတဲ့တငယ်ချင်းတယောက်ရှိတယ်သူမင်းကိုကာကွယ်နိုင်လိမ့်မယ်လို့ငါပြောတယ်ကုချင်းယုံကစိတ်လှုပ်ရှားစွာနဲ့ဘသူလဲလို့မေးတယ်မင်းနောက်မှလို့ငါဖြင်းချင်းစွာညွှန်ပြလိုက်တယ်ကုချင်းယုံကလှည့်ကြည့်လိုက်တယ်တစ်ချက်ကြည့်လိုက်တာနဲ့သူ့မျက်နှာကချက်ချင်းကြောက်ရွံ့မှုကိုဖော်ပြနေတယ်သူရှိမှအနီရောင်မင်္ဂလာဝတ်စုံဝတ်ထားတဲ့လူလူရန်ကအလောင်းတစ်ခုလိုမလုံးမရှက်ရက်နေတယ်ကုချင်းယုံကထွက်ပြေးခြင်းပေမဲ့လူလူရန်ကသူ့ရှိကိုချက်ချင်းရောက်လာပြီးသူ့လက်ပင်ကိုကြမ်းတမ်းဆွဲကင်လိုက်တယ်ခွင့်လွတ်ပါကုချင်းယုံလို့ပြောခြင်းပေမဲ့အားလုံးကအရန်နောက်ကျသွားပြီးမြန်ဆန်စွာနဲ့ကုချင်းယုံကအသက်လုံးဝဆုံးရှုံးသွားတဲ့လူလူရန်ကခွေးသေးတကောင်ကိုလွှင့်ပစ်တယ်လို့သူ့ကိုဘေးဖယ်ပစ်လိုက်တယ်ပြီးတော့သူ့ရဲ့တက်ဖြတ်မှုတွေနဲ့ပြည့်နေတဲ့မျက်လုံးတွေကဘာမှမဖြစ်ခဲ့သလိုပြန်ငြိမ်သက်သွားတယ်ဒီမြင်ကွင်းကိုကြည့်ပြီးငါနှလုံးသားထဲမှာဘာခံစားချက်မှမရှိဘူးဘာလို့လဲဆိုတော့ဒီကဘာပြက်မှာလူအသက်ကမျက်ပင်ထက်တောင်တန်မိုးနေတယ်စွမ်းအားမရှိရင်ပရွက်စိတ်တကောင်ပဲဒါပေမဲ့သူတို့မသိတဲ့ရန်သူတယောက်ချင်းကပ်လာနေပြီးတက္ကသိုလ်မှာလူရန်ကတယောက်ရှိတယ်သူ့နာမည်ကမူယွန်ဟွာသူကလူလူရန်ကိုအနိုင်ကျင့်ဖို့နောက်ွယ်ကကြိုးကန်ခဲ့တဲ့သူ့အဖေကစစ်တပ်အရာရှိကြီးတာကြောင့်သူ့မှာစစ်သားတွေရဲ့ကာကွယ်မှုကိုရတယ်ငါတို့တက္ကသိုလ်ကိုပြန်ရောက်တဲ့အခါဒီနေရာကနတ်ဆိုးတွေနဲ့ပြည့်နှက်နေပြီးဒါပေမဲ့ငါရဲ့စွမ်းအားကမျက်စိတမိတ်အတွင်းနတ်ဆိုးထောင်ပေါင်းများစွာကိုတုတ်တင်နိုင်တယ်ငါရဲ့စွမ်းရည်အသစ်ကသွေးဆုပ်ယူမှုနတ်ဆိုးတွေရဲ့သွေးတွေကိုငါရဲ့ဘဝစွမ်းအားဖြစ်ပြောင်းလဲနိုင်တဲ့လူလူရန်ကမူယွန်ဟွာရှိတဲ့အဆောင်စီကိုတိုက်ရိုက်သွားတယ်မူယွန်ဟွာကလူလူရန်ပြန်လာတာကိုမြင်တော့အစကကြောက်ပေမဲ့မကြခင်မှာသူ့ရဲ့မောက်မာမှုတွေပြန်ပေါ်လာတယ်မင်းငါကိုညှင်းခဲ့လို့မင်းကိုအနိုင်ကျင့်ခိုင်းတာမင်းတည်သွားတာတော့မင်းထိုက်တန်တယ်လို့မူယွန်ဟွာကပြောတယ်သူ့မှာသွေးတစိတ်စွမ်းအားတွေရှိတယ်သူ့ခန္ဓာကိုယ်ကအရေးတစ်ခုအဖြစ်ပြောင်းလဲသွားနိုင်ပြီးရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုအလုံးကိုလစ်လျူရှုနိုင်တယ်ဒါပေမဲ့လူယူရန်ရဲ့စွမ်းအားကသူ့ထက်အစပေါင်းများစွာတာလွန်နေတယ်မူယွန်ဟွာကထွက်ပြေးဖို့ကြိုးစားတယ်ပြတင်းပေါက်ကနေခုန်ပြီးအပြင်ကိုထွက်ပြေးတယ်အပြင်မှာသူ့အဖေရဲ့စစ်သားတွေရောက်လာနေပြီးအဲ့ဒီစစ်သားတွေကကဘာတဝမ်းလုံးမှာနာမည်ကြီးတဲ့အထူးတပ်ဖွဲ့ဝင်တွေမူယွန်ဟွာကသူတို့ကိုမြင်တော့ချက်ချင်းစိတ်ချသွားတယ်ဒီနက်ဆိုးမောက်ကိုတပ်ပစ်လိုက်လို့သူအမိန့်ပေးတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာငါရောက်လာတယ်ငါနောက်မှာစစ်ပြည်ထောင်ခေတ်ဘရင်ချင်းသေးနဲ့ချောင်ရီတို့ပါလာတယ်စစ်ပြည်ထောင်ခေတ်ဘရင်ချင်းသေးကအစစ်နတ်ဆိုးသူ့စွမ်းအားကမြို့တစ်မြို့လုံးကိုဖျက်ဆီးနိုင်တယ်စစ်သားတွေကငါတို့ရဲ့စွမ်းအားကိုမြင်တော့အားလုံးတုန်လှုပ်သွားတယ်သူတို့ကငါ့ကိုဘာမှမလုပ်ရဲဘူးမူယွန်ဟွာကဒါကိုမြင်တော့သူ့ရဲ့နောက်ဆုံးလက်နက်ကိုသုံးဖို့ကြိုးစားတယ်သူ့ခန္ဓာကိုယ်ကအရေးဖြစ်သွားပြီးလူယူရန်ရဲ့တတိထဲကိုထိုးဖောက်ဝင်ရောက်ဖို့ကြိုးစားတယ်ဒါပေမဲ့လူယူရန်ရဲ့တတိထဲမှာသူမြင်လိုက်ရတာကငါရဲ့ရုပ်တွင်ပဲကြောက်စရာကောင်းတဲ့နတ်ဆိုးတစ်ကောင်လိုထိတ်လန့်ဖွယ်ရာအော်ရာတစ်ခုထုတ်လွှတ်နေတဲ့သူမူယွန်ဟွာရဲ့ဝိညာဉ်ကအဲ့ဒီခိုက်မှာနာကျအမှုကိုခံစားလိုက်ရတဲ့သူချက်ချင်းဆုတ်ခွာသွားပေမဲ့နောက်ကျသွားပြီးမင်းတည်ပြီးရင်တော့မင်းကိုတတ်နိုင်တယ်ဆိုတဲ့စကားကအခုတကယ်ဖြစ်လာတော့မယ်ငါကမှုလွန်ဟွာကိုလက်တစ်ဖက်ထဲနဲ့ဆွဲကင်လိုက်တယ်သူ့ရဲ့အရေးစွမ်းအားကငါရှိမှလုံးဝအသုံးမဝင်ဘူးသူ့ဝိညာဉ်ကိုတရက်ညှစ်တက်နေတယ်လို့ခံစားရတယ်မဖြစ်နိုင်ဘူးငါဘာလို့မတည်နိုင်တာလဲမူလွန်ဟွာကမယုံနိုင်စွာနဲ့မေးတယ်ဒါပေမဲ့အဖြေမရတော့ဘူးသွေးနီအောင်စွမ်းအားတစ်ခုကသူ့ကိုလုံးဝလွှမ်းမိုးသွားတယ်မျက်စိတမိတ်တွင်မူလွန်ဟွာကဒီကဘာကနေလုံးဝပျောက်ကွယ်သွားတယ်မင်းဖေကိုလည်းအခွင့်ရေးရရင်တက်ပစ်မယ်လို့ငါပေါ့တန်ပြောလိုက်တယ်အဲ့ဒီနောက်စစ်သားတွေကဘာမှမလုပ်ရဲတော့ဘူးသူတို့ကငါ့ကိုဥညွတ်အလေးပြုပြီးဒီတက္ကသိုလ်ကိုခိုလုံရအဖြစ်တိဆောက်ပေးဖို့ကန့်လန့်လာတယ်ဒါပေမဲ့ဒီလောက်နဲ့မပြီးသေးဘူးငါပို့ပြီးအားကောင်းလာဖို့လိုတယ်အရင်ဘဝကမညံရအနီးနားကဖះเจ้าတစ်ခုမှာနတ်ဖះပန်းတပွင့်ပေါ်ထွန်းလိမ့်မယ်အဲ့ဒီဘန်းကငါ့ကိုစတုထအဆင့်ကိုတက်လန်းနိုင်စေမယ်ငါနဲ့လူလူရန်ဖះเจ้าကိုရောက်တဲ့အခါအဲ့ဒီနေရာကတိတ်ဆိတ်ငြိမ်သက်နေတယ်ဘုံကြီးတဝက်လောက်တည်ဆုံးနေပြီးဖះခမ်းမထဲမှာအေယာမဗုဒ္ဓရုပ်ပွားတော်ကြီးရှိမှအယိုးစုတစ်ခုကိုတွေးလိုက်တယ်အဲ့ဒီအယိုးစုရဲ့ခေါင်းပေါ်မှာတောက်ပပြီးလှပတဲ့ပန်းတပွင့်ပေါက်နေတယ်ဒါဟာငါရှာနေတဲ့နတ်ဖះပန်းပဲငါချက်ချင်းစွယူပြီးပါဇက်ထဲထည့်လိုက်တယ်ပန်းကိုမျိုးချလိုက်တဲ့ခိုက်မှာအားကောင်းတဲ့စွမ်းအင်တစ်ခုခံစားလိုက်ရတယ်ဒီစွမ်းအင်ကအလုံးပြင်းထန်တဲ့ငါရဲ့ကိုယ်ရင်းအင်္ဂါတွေကိုတိုက်ခိုက်နေတယ်ဒီစွမ်းအင်ကိုငါကြည်ညက်အောင်လုပ်လိုက်တဲ့အခါတကူလုံးအရင်ကမခံစားဘူးတဲ့ပျော်ရွှင်မှုတစ်ခုခံစားလိုက်ရတယ်အောင်မြင်ပြီးစတုထအဆင့်ကိုရောက်ပြီးတော့ကြောက်စရာကောင်းတဲ့စွမ်းရည်တစ်ခုကိုလည်းရရှိလိုက်တယ်သွေးဖျားရဲ့သားတော်ငါခန္ဓာကိုယ်ရဲ့ကသွေးတွေကိုသွေးဖျားရဲ့သားတော်တွေအဖြစ်ပြောင်းလဲနိုင်တယ်သွေးဖျားရဲ့သားတော်တစ်ဆက်စီဟာငါရဲ့အသက်တစ်ခုပဲနောက်ပိုင်းမှာဒီသွေးဖျားရဲ့သားတော်တွေကအနန္တသွေးပင်လယ်အဖြစ်စူးစီးနိုင်တယ်ဒီသွေးပင်လယ်ရှိနေတဲ့၍ငါဟာတကယ့်ကိုမတည်နိုင်တဲ့သူမပျက်စီးနိုင်တဲ့သူဖြစ်လာတယ်ဒါပေမဲ့ဖះเจ้าရဲ့မြေအောက်ခန်းထဲမှာနောက်ထပ်အရာတစ်ခုရှိသေးတယ်အဲ့ဒီအရာကသူတို့အားလုံးကိုတုတ်တင်ဖို့ပြင်ဆင်နေတဲ့မြေအောက်ခန်းထဲမှာ
အေယာမအရေးနဲ့ကြီးတစ်ခုကတန်ကြိုးတွေနဲ့ချီနှောင်ခံထားရတဲ့သူ့ပတ်ဝန်းကျင်မှာအနက်ရောင်ဓာတ်ရှည်တွေစိုက်ထားတယ်ဒါဟာရှေးခေတ်ကတစိမ့်ခတ်နှိမ်ခံထားရတဲ့နတ်ဆိုးတစ်ကောင်သူလွတ်ထွက်သွားရင်တစ်ကမ္ဘာလုံးအတွက်ဘေးဒုက္ခဖြစ်လိမ့်မယ်သူ့မှာအရာအလုံးကိုဝါမျိုးနိုင်တဲ့စွမ်းအားရှိတယ်မိတွေစွမ်းရည်တွေအလုံးကိုသူဆုပ်ယူနိုင်တယ်သူ့ရဲ့မျက်လုံးတွေကလူတွေရဲ့တတိကိုကျူးကျော်နိုင်တဲ့ငါတို့သူ့ကိုတိုက်ခိုက်တဲ့အခါသူ့ရဲ့ခေါင်းကခန္ဓာကိုယ်ကနေခွဲထွက်ပြီးထွက်ပြေးသွားတယ်မြေအောက်ခန်းတစ်ခုလုံးပြိုကျလာတယ်ဒါပေမဲ့ငါသူ့ကိုဒီတိုင်းထားမှာမဟုတ်ဘူးဒီအရေးနဲ့ဆိုးရဲ့ခန္ဓာကိုယ်ကိုငါရဲ့သွေးနဲ့ထိန်းချုပ်လိုက်တယ်သူ့ရဲ့ဓာတ်ရှည်ကိုလည်းငါရယူလိုက်တယ်ဒီဓာတ်ကမူလမကောင်းဆိုးဝါးတာတက်ဖြတ်လို့စိတ်များလေလေစွမ်းအားပိုကြီးလေလေပဲဒါပေမဲ့ခေါင်းကထွက်ပြေးသွားတယ်သူကကုံတိုက်တစ်ခုထဲမှာပုံအောင်နေတယ်ငါတို့သူ့ကိုရှာတွေ့တဲ့အခါသူကပန္နာအယုတ်ကြီးထဲမှာပုံနေတာငါဓာတ်နဲ့ခုတ်လိုက်တော့ခေါင်းကနှစ်ချမ်းကွဲသွားတယ်လူယူရန်ရဲ့မိတောက်တွေကသူ့ကိုဝန်းရံလိုက်တယ်ဒါပေမဲ့ဒီခေါင်းကမတည်သေးဘူးသူဟာပတ်ဝန်းကျင်ကနတ်ဆိုးအလုံးကိုဆွဲဆောင်နေတယ်သူ့ရဲ့နောက်ဆုံးအားနဲ့ငါတို့ကိုတိုက်ခိုက်ဖို့နတ်ဆိုးတွေကိုခေါ်ယူနေတာဒါပေမဲ့ဒီနတ်ဆိုးတွေကငါအတွက်တော့လေ့ကျင့်ရေးပြစ်မှတ်တွေပဲငါရဲ့ဓာတ်ကတစ်ချက်ခုတ်တိုင်းနတ်ဆိုးဓာတ်စင်းနဲ့ချီပြီးတေဆုံးတယ်9နာရီကြာတိုက်ပွဲအပြီးမှာနတ်ဆိုးအလုံးကိုငါတုတ်တင်ပစ်လိုက်တယ်ခေါင်းကိုလည်းငါလုံးဝချေမှုန်ပစ်လိုက်တယ်ဒီအောင်ပွဲအပြီးမှာငါထူးဆန်းတဲ့မိန်းကလေးတစ်ယောက်နဲ့တွေ့တယ်သူ့နာမည်ကဘတ်ထန်ရှင်သူ့ခန္ဓာကိုယ်မှာသွေးတစိမ့်ဆက်တစ်ခုရှိတယ်ဒါဟာမဖြစ်နိုင်တဲ့အရာပဲတာမန်လူတစ်ယောက်ကသွေးတစိမ့်တစ်ခုတည်းကိုတော့ထိန်းချုပ်ဖို့ခက်ခဲတယ်ဒါပေမဲ့သူမကဆက်တစ်ခုကိုတပြိုင်နက်ထိန်းချုပ်နိုင်တယ်ဒါအပြင်သူမဟာအစစ်နတ်ဆိုးဖြစ်တဲ့ကြားနက်ကြီးတစ်ကောင်ကိုအိမ်မွေးတရိษံလိုစီးနှင်းနိုင်တယ်ဒီကြားနက်ကမြို့တစ်မြို့လုံးကိုဖျက်ဆီးနိုင်တဲ့စွမ်းအားရှိပေမဲ့ဘတ်ချန်ရှိမှာတော့ကြောင်ကလေးလိုပဲသူမကကြားနက်ကိုငါကိုပေးအပ်ခဲ့တယ်ငါကြားနက်ကိုငါရဲ့သွေးနဲ့ပြောင်းလဲလိုက်တော့သူဟာငါရဲ့တစ္ဆာခံကျွန်ဖြစ်လာတယ်အခုငါမှာစစ်ပြည်ထောင်ခေတ်ဘရင်ချင်းတဲ့အပြင်ကြားနက်ပါလက်အောက်ခံဖြစ်ရှိလာပြီးဒါပေမဲ့ဘတ်ထန်ရှင်ကလူသားလားနတ်ဆိုးလားဆိုတာငါမသိသေးဘူးသူမရဲ့စွမ်းအားတွေကလူသားတစ်ယောက်အတွက်အရန်ကြီးလွန်းနေတဲ့နတ်ဆိုးတွေကိုထိန်းချုပ်နိုင်တဲ့စွမ်းရည်သွေးတစိမ့်ဆက်တစ်ခုကိုတပြိုင်နက်အသုံးပြုနိုင်တဲ့စွမ်းရည်ဓာတ်တွေကတာမန်မဟုတ်ဘူးဒါပေမဲ့အခုတော့သူမကရန်သူမဟုတ်သေးဘူးဒီအတော်အတွင်းငါရဲ့ခိုးလုံးရာကိုလည်းတီးစောင့်နေပြီးတက္ကသိုလ်ကိုအခြေစိုက်စခန်းအဖြစ်ပြောင်းလဲနေတဲ့စစ်သားတွေနဲ့သွေးတစိမ့်ပိုင်ရှင်တွေကငါရဲ့အမိန့်ကိုနာခံဖို့အဆင်သင့်ဖြစ်နေပြီဒါပေမဲ့ဒါကအစပဲရှိသေးတယ်ဘရင်တယောက်ရဲ့ခရီးဟာအခုမှစတင်ခါစားပဲငါရဲ့စွမ်းအားကတနေ့တခြားကြီးထွားလာနေတယ်လူလူရန်ကလည်းငါနဲ့အတူရှိနေတယ်သူ့ရဲ့နှလုံးခုန်တန်းကိုငါစပြီးကြားရပြီးသူကတဖြည်းဖြည်းလူသားဆန်လာနေတယ်အနာဂတ်မှာဘာတွေဖြစ်လာမလဲဆိုတာဘယ်သူမှမသိဘူးဒါပေမဲ့တေချာတာတစ်ခုကဒီကမ္ဘာပြက်ကြီးထဲမှာငါဟာထိတ်ဆုံးကရက်တည်နေတဲ့သူပဲပြီးတော့ဒီခရီးကအခုမှစတင်တာပဲရှိသေးတယ်နောက်ထပ်စွန့်စားခန်းတွေနောက်ထပ်ရန်သူတွေနောက်ထပ်စွမ်းအားတွေငါ့ကိုစောင့်ကြိုနေတယ်ဒါပေမဲ့အခုတော့ဒီနေရာမှာအနားယူဖို့အချိန်ရောက်ပြီဒါပေမဲ့မနှက်ဖြန်ဆိုရင်ငါတို့ဆက်လျှောက်မယ်ဘာလို့လဲဆိုတော့ဒီကဘာကြီးကတိမ့်ပိုက်ခံရဖို့စောင့်နေတယ်ပြီးတော့တိမ့်ပိုက်သူကငါပဲဖြစ်ရမယ်